တိုင်းနာရီသံနဲ့အလောက်သွားဖို့အလင်းရင်လိုက်လူများကြတဲ့မာနေတယ်ဒါပေမဲ့ကိုလူတော့မရှိဘူးဖုန်းထဲက message တစ်ချက်အိမ်မှာဆင်ပြေလာဆိုရဲစားပြန်ရေးချင်တာများပေမဲ့အလောက်ကြတဲ့မှာပဲပျောက်သွားအိမ်ငါထမင်းနံကိုလွမ်းတယ်ဒီမှာတော့အချိန်မရှိစားဖို့ရမောတဲ့တွေကြားတဲ့မှာတော့ကိုယ်စိတ်ကတိတ်နေတယ်အိမ်ပြန်ခြင်းနဲ့ဘာမှမလုပ်ဘူးအမေဟင်းတပွဲနဲ့အဖေတန်ခုပဲလို့တယ်အိမ်ပြန်ခြင်းနဲ့ဒီမျိုးကြီးကိုမမောင်းဘူးဒါပေမဲ့ကိုနေရမဟုတ်ဘူးညတိုင်းအခန်းသေးသေးထဲမှာဖုန်းကိုပဲကြည့်နေတယ်social media မှာရနေကြတယ်ကိုဘဝကတော့မတူဘူးပိုက်ဆံရဖို့လုံနေရတယ်ဒါပေမဲ့မပြောဘူးအိမ်ကလူတွေမသိအောင်ပြောင်းပြီးနေရတယ်တခါတလေစဉ်းစားမိတယ်ဘာလို့ဒီလောက်ဝေးလာတာလဲအောင်မြင်ဖို့ဆိုတာအိမ်ကိုလွမ်းရမယ်ဆိုတာလားအိမ်ပြန်ခြင်းနဲ့တကယ်ကိုပြန်လို့မရှိရင်တော့အိမ်ပြန်ခြင်းနဲ့ဘယ်သူမှမသိတဲ့ချိန်မှာအိမ်ပြန်ခြင်းနဲ့ဘယ်သူမှမသိတဲ့ချိန်မှာအိမ်ပြန်ခြင်းနဲ့လမ်းပြန်ရှာနေတယ်